ကဲဇာကောဝေရာဟုတ်လေဝဲငိုတို့ဇာကောဝေရာဟုတ်လေခရီးနီဆိုမကရာပြရောက်လာလိမင်းဇာကောကောက်လေဆိုခရီးနီဆိုဟာဒီကောင်ကြီးကငေတွေအဆောင်မပြီးဒီကောင်ကတော့မစိုးလို့ပြောဖို့ဒီကောင်လဲဆိုတော့နည်းနည်းပုံ900မကပုံ1500ပုံတိပါရှိတယ်ဒီကောင်ဒီမှာငါခိုင်းဆုံးကတော့ရန်ကုန်ဒီကောင်ကိုပဲဝေလိုက်ဖို့ဗျာဒီကောင်ကိုပဲဝေလိုက်ဖို့ဗျာနဲ့အဲ့တော့သဘောတူခဲ့လားခရီးကောအဲ့ဒါဒီကောင်ကတော့ပုံစံနဲ့ထောက်ပုံ3လောက်ပုံတိပါတယ်ဒီကောင်ကတော့လောလောဆယ် agree ဆုံးဒီနေရာမှာဆိုရင်ကဲဟိုတော့တော့ရဒီကောင်ကိုယူလိုက်ခဲ့ဖို့ရတယ်ဒီကောင်နဲ့မှအဆောင်ပြေဖို့